ကျွန်တော်လေးလာသိမှုလုပ်တဲ့ဒီသူတိုင်းဟာရည်ရွယ်ချက်အမျိုးနဲ့လေးလာသိမှုလုပ်ကြတယ်တကယ်ရည်ရွယ်ချက်အစစ်မှန်ကတော့တိုးတက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဖြစ်တယ်ကျွန်တော်လေးလာသိယူတယ်လူငယ်တယောက်အနေနဲ့လေးလာသိယူမှုကိုလုပ်တဲ့အခါအမျိုးရှိနိုင်တယ်ဒီထဲမှာမှဒီဟာကိုလေးလာပြီးသွားရင်အလုပ်ကိုင်ခွင့်လန်းတွေရဖို့ဝင်ငွေတွေဝင်ဖို့ဒီရွယ်ချက်တွေရှိနိုင်တယ်ဒါကိုလေးလာပြီးသွားပြီဆိုရင်ဖွံ့ဖြိုးတိုးတက်ဖို့ပေါ့နော်ဒီအတွက်ကြောင့်လေးလာရှိနိုင်တယ်နောက်ဆုံးကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်လေးလာကြတဲ့အခါမှာလေးလာကြတဲ့အကြောင်းရင်းကတိုးတက်ဖို့ဖြစ်တယ်အဲ့တိုးတက်မှုကဝင်ငွေဖြစ်နိုင်တယ်အလုပ်ကိုင်ခွင့်လန်းမရှိတဲ့အနေအထားမှာအလုပ်ကိုင်ခွင့်လန်းတွေရဖို့ဖြစ်နိုင်တယ်အမျိုးသောအကြောင်းအရာတွေရှိနိုင်တယ်ဒီနေရာမှာကျွန်တော်တို့ဒီသင်တန်းတွေတက်တယ်သင်တန်းတွေတက်ပြီးသွားပြီဆိုရင် career တွေ change လို့ရမယ်သင်တန်းတွေတက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အလုပ်ကိုင်ခွင့်လန်းတွေရရှိမယ်သင်တန်းတွေတက်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ဒီလုပ်ကိုင်နေတဲ့အလုပ်တစ်ခုမှာပုံမပညာတွေသိလာပြီးတော့ကျွန်တော်တို့ဒီငွေကြေးတွေတနည်းအားပြောမှဆိုလာတာတွေပုံမရရှိမယ်ဒီလာမျိုးတွေကျွန်တော်တို့တွေးနေတယ်ဆိုရင်တော့ IT နည်းပညာလည်းလေ့လာကျင်တာလည်းဖြစ်တယ်ကျွန်တော်တို့ကို improvement ဖြစ်ဖို့ရော career development ဖြစ်ဖို့အတွက်ကောနောက်တစ်ခုကအလုပ်ကိုင်တကယ်ရဖို့အတွက်ကောဆိုရင်တော့ကျွန်တော်ယူမှာဖွင့်နေတဲ့ဒီ S&D ဆိုတဲ့အတန်းလေးရှိတယ်ဒီတန်းကိုပထမဆုံးလာ join မှာတက်ရမှာကတော့ဒီ S&D တန်းကိုတက်ပြီးသွားရင်အလုပ်ကရနိုင်တယ်အဲ့ဒီကျွန်တော်တို့ course 3ခုရှိပါတယ်ခွဲခြားထားတာရှိတယ် course 3ခုကိုဒါအချိန်တစ်ခုကျွန်တော်တို့ပေးပြီးတော့တက်မယ်အကောင်းဆုံးကတော့တခါတည်းဒီ package အနေနဲ့တခါတည်းတက်လိုက်တာကောင်းတယ်တက်ပြီးသွားပြီဆိုရင်ခုနကပြောခဲ့တဲ့ကျွန်တော်တို့လူကျင်တဲ့အရာတွေအကုန်လုံးရရှိနိုင်မှာဖြစ်တယ်ကျွန်တော်အနေနဲ့ကဒီတိုးတက်ဖွံ့ဖြိုးတိုးတက်ခြင်းတဲ့သူတွေအတွက်ကူညီပေးခြင်းတဲ့အတွက်ကြောင့်ဒီကိုလေးကိုဖွင့်လှစ်ထားတာဖြစ်တယ်အားလုံးကျေးဇူးတင်ပါတယ်